နှစ်ခန့်အကြာမှာတော့ကျွန်တော်သည်အိမ်ဟုခေါ်ရန်တဖြည်းဖြည်းတင်ယူနေသောဤကဘာတွင်နောက်ထပ်နံနက်ခင်းတစ်ခုပေါ်ပေါက်လာခဲ့သည်အခြားမည်သူမဆိုအတွက်ကျွန်တော်သည်တာမန်ကလေးငယ်တဦးကဲ့သို့ထင်ရပေမည်6 လတွင်တွားသွားပြီး17 လတွင်စကားပြောနိုင်ခဲ့သည်အားလုံးသည်ကျွန်တော်၏မျှော်လင့်ချက်များအတွင်း၌ပင်ရုပ်ပိုင်းဆိုင်ရာအရာကျွန်တော်သည်ကျွန်တော်အရွယ်အခြားသူများနှင့်မကွာခြားပါသို့သောအတွင်းစိတ်တွင်မူကျွန်တော်သည်လုံးဝသဘာဝမကျသောအရာတစ်ခုဖြစ်သည်ကျွန်တော်၏စိတ်သည်ဤခန္ဓာကိုယ်နှင့်မသက်ဆိုင်ပဲယခင်ကကျွန်တော်ဖြစ်ခဲ့ဘူးသောလူစစ်တီတော်လူသက်သမားတစ္ဆာဖောက်ခံရသောလူဤကဘာပေါ်ရှိအခြားကလေးများသည်အုတ်ခဲများစီခြင်းသို့မဟုတ်ယင်းတို့၏ပထမဆုံးစကားများကိုမှားဖတ်ရန်တင်ယူနေစဉ်တွင်ကျွန်တော်သည်ကျွန်တော်၏ပထမဆုံးထောက်လှမ်းရေးမစ်ရှင်ကိုစီစဉ်နေပြီဖြစ်သည်ယနေ့ပြစ်မှတ်တိုးလောင်ခန်းကျွန်တော်သည်အမေ၏လှုပ်ရိုးလှုပ်စဉ်ကိုအနီးကပ်စောင့်ကြည့်နေခဲ့သည်နေ့တိုင်းနာရီကဲ့သို့ပင်သူမသည်အိမ်ထဲတွင်တိတ်ဆိတ်ငြိမ်သက်စွာရွေ့လျားနေသည်မိဖို့ကြောင့်တွင်ဥစွာတနေ့တာအတွက်အစားအစာများပြင်ဆင်ပေးသည်ထို့နောက်အဝတ်လျှော်ပြီးနောက်သူမ၏ပပွားနှင့်ကျေနပ်နေသောအမျိုးသမီးတဦးသာစီမံခန့်ခွဲနိုင်သောငြိမ်းချမ်းသောတစ္ဆာဆောင်သိမှုဖြင့်သူမချစ်မြတ်နိုးရသောဥယျာဉ်ကိုပြုစုဆောင်ရှောက်သည်ယနေ့နံနက်ခင်း၏ပြတင်းပေါက်ကိုကျွန်တော်ဂရုတစိုက်တွက်ချက်ခဲ့သည်3 နာရီသူမကျွန်တော်ကိုလာရှာဖို့ကျွန်တော်မှာအချိန်ဘယ်လောက်ရှိလဲမနေ့ကအဖေကနည်းနည်းလေးပေါ့ပေါ့တန်တန်ပြောမိလို့တူလောင်ခန်းထဲမှာစာအုပ်တွေရှိတယ်လို့ပြောတယ်တမိုင်းစာအုပ်တွေဒီကဘာကြီးအကြောင်းစာအုပ်တွေကျွန်တော်ရဲ့ဆက်စုခြင်းစိတ်ကအရင်ကထက်ပိုပြင်းပြလာတယ်ကျွန်တော်ဘ ഹു တုတက်လိုအပ်တယ်ကျွန်တော်ပြစ်ချခံခဲ့ရတဲ့ဒီမြေကိုနားလည်ဖို့လိုအပ်တယ်ကလေးဆန်တဲ့အံ့ဩမှုအတွက်မဟုတ်ပဲကျွန်တော်ရဲ့ခွန်အားကိုပြန်လည်ရယူဖို့ကျွန်တော်ဖြစ်ခဲ့တဲ့လူကိုကြော်သွားဖို့ဆိုရင်ဒီကဘာရဲ့စီးမြင်းတွေကိုနားလည်ဖို့လိုအပ်လို့ပဲကျွန်တော်ရဲ့လက်သေးသေးလေးတွေအောက်မှာတကားကတချူချူပွင့်သွားပြီနေရန်တွေပေါ်မြင့်မြင့်တက်နေတဲ့ဆင်တွေကိုပေါ်လွင်စေတယ်ကျွန်တော်ရဲ့ကလေးငယ်ကိုလုံးကအံ့ဩစရာကောင်းလောက်အောင်တိုလွန်းတယ်ကျွန်တော်ရဲ့အခန်းထဲကိုလှည့်ပတ်ကြည့်ရှုရင်တစ်ချိန်ကစစ်မြေပြင်တွေကိုစူးစမ်းလေ့လာခဲ့ဘူးသူတယောက်ရဲ့လေ့ကျင့်ထားတဲ့အကြည့်နဲ့မျက်လုံးတွေကိုကျဉ်းမြောင်းစေတယ်ကျွန်တော်လိုအပ်တာကိုရှာတွေ့ခဲ့တဲ့ထောက်တနေရာမှာတွန်းထားတဲ့တစ်သားတစ်တာတစ်လုံးလေးလံပေမဲ့မလုံမရှက်ကျွန်တော်ကစူးစမ်းအားထုတ်မှုကြောင့်ကျွန်တော်ရဲ့နဖူးလေးမှာချွေးဆက်တွေနဲ့ချွေးတွေရွှဲနစ်နေတယ်ဒါပေမဲ့နောက်ဆုံးတော့တစ်တာကိုဖွင့်လိုက်တဲ့အခါအထဲမှာတွေးလိုက်ရတဲ့အရာကကျွန်တော်ကိုအသက်ရှူမဝဖြစ်စေတဲ့စာအုပ်12 အုပ်ဂျပန်ပုံမြင်တွေဒါမှမဟုတ်ကလေးပုံမြင်တွေမဟုတ်ပဲဂယုတစိုက်ထိမ့်သိမ်းထားတဲ့စာအုပ်တွေပါတအုပ်ရဲ့မျက်နှာဖုံးမှာကျွန်တော်ရဲ့နှလုံးခုန်တန်ကိုပုံမြန်စေတဲ့စကားလုံးတစ်လုံးပါတယ်ဂျင်းမစီဒီတိုက်ကြီးရဲ့နာမည်ကျွန်တော်ရှာဖွေတွေ့ရှိနိုင်တဲ့အရာတွေရဲ့အလေးချိန်ကြောင့်ကျွန်တော်ရဲ့လက်သေးသေးလေးတွေကအနှဲငယ်တုံနေနေပြီးလေးစားမှုနဲ့အတူဖွင့်ကြည့်လိုက်တယ်စာမျက်နှာတွေကကျွန်တော်ရဲ့စိတ်ကူးစိတ်တမ်းတွေထက်အများကြီးကျော်လွန်တဲ့ကဘာတစ်ခုကိုဖော်ထုတ်ပြသနေတယ်ဂျင်းစီဟာလူသားတွေရဲ့နေအိမ်တစ်ခုသာမကပဲနတ်သမီးတွေလူပုတွေနဲ့တားရဲတွေအတူတကွနေထိုင်ကြတဲ့တိုက်ကြီးတစ်ခုဖြစ်ပြီးလူမျိုးတိုင်းမှာကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်မြေကိုယ်ပိုင်စွမ်းအားတွေရှိပါတယ်ငတ်မွတ်ခေါင်းပါနေတဲ့လူတစ်ယောက်ကရက်အနှဲငယ်အတွင်းသူ့ရဲ့ပထမဆုံးအစားအစာကိုစားသုံးနေတယ်လို့အသိပညာအပိုင်းစာတိုင်းကိုစားလောင်စွာစုပ်ယူရင်းဖတ်နေမိတယ်ဒါပေမဲ့စာမျက်နှာတစ်ခုရဲ့အနားတက်မှာအလင်းစလိုရေးထားတဲ့မှတ်စုကကျွန်တော်ရဲ့သွေးတွေအေးခဲသွားစေတယ်အလင်းစလိုမင်းနဲ့ရေးထားတဲ့သတိပေးချက်တစ်ခုအရှိတ်မှာနေထိုင်တဲ့မြေရှိတယ်နဂါးတွေဖိနစ်တွေဘေဆယ်လစ်ကတ်တွေတိုက်တန်တွေချီမီယာဂရစ်ဖင်ဝိုင်ဗန်ဟိုက်ဒရာခဏလောက်တော့ကျွန်တော်အဲ့ဒီမှာထိုင်ပြီးစိုက်ကြည့်နေမိတယ်ကျွန်တော်ရဲ့အတိတ်ဘဝကအတွေ့အကြုံတွေကျွန်တော်တိုက်ခိုက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့တိုက်ပွဲတွေအားလုံးနဲ့တောင်ဒီလိုတတဝါတွေကိုရင်ဆိုင်ဖို့ကျွန်တော်မတွေးခဲ့မိဘူးဒီကဘာကဓာတ်နဲ့နိုင်ငံရေးရဲ့ကစားကွင်းတစ်ခုမဟုတ်ပါဘူးဒါကဒဏ္ဍာရီတွေရှောက်လန်းနေစေအိမ်မက်ဆိုးတွေကမိမုတ်ထုတ်နေတဲ့နတ်ဖျားတွေတွေးထွက်နိုင်တဲ့နေရာတစ်ခုပါဆက်ဖက်ပြီးကျွန်တော်နှလုံးသားကိုတည်ငြိမ်အောင်လုပ်လိုက်တယ်ဒီကဘာကလူသားတွေဟာမီးမြေလေရေစတဲ့တက်စင်မော်ပညာတွေကိုကင်ဆွဲထားကြတယ်ရှားပါတဲ့လူတွေဟာမိုးကြိုးဒါမှမဟုတ်ဆွဲငင်အားလို့အစင်းမြင့်ကျက်စင်တွေကိုအမိတ်ပေးနိုင်ပါတယ်လူဦးရေရဲ့10 ပုံတပုံသာမဲ့တော့ကိုအမှန်တကယ်ထိန်းချုပ်နိုင်ပေမဲ့အလုံးကဩဇာကိုချဲလဲနိုင်တဲ့လက်နက်တွေနဲ့ခန္ဓာကိုယ်တွေကိုအားကောင်းစေတဲ့စွမ်းအားတစ်ခုဖြစ်ပြီးမော်ပညာနဲ့တောင်ထိတ်တိုက်တွေ့နိုင်တယ်နတ်တငယ်မျိုးနွယ်တွေဟာအခြေခံကျက်စင်အားလုံးကိုကျွမ်းကျင်စွာမွေးဖွားလာကြတယ်
ကျွန်တော်ထင်သလိုပဲလူမှုတွေကလက်မှုပညာနဲ့ဖန်တီးမှုမှာအထူးပြုကြပြီးသူတို့ရဲ့မော်ပညာကိုမီးနဲ့မြေကြီးနဲ့ချိတ်ဆက်ထားတယ်။တားရဲတွေကကျွန်တော်ကိုအစွဲဆောင်ဆုံးပဲလူသားပုံသဏ္ဍာန်ရှိပေမဲ့တားရဲရဲ့ဇယိုက်လက္ခဏာတွေနဲ့အမှတ်အသားပြုထားပြီးမော်ပညာနဲ့ဩဇာကိုဗီဇအရာစက်တရည်နဲ့ရောနှောနိုင်စွမ်းရှိတယ်။နောက်ကျောမှာမြေပုံတစ်ခုကအားလုံးကိုရှင်းရှင်းလင်းလင်းပုံဖော်ထားတယ်။အရှိဘက်ကစွန့်ပစ်မြေတွေမထိမခိုက်မပိုင်ဆိုင်ကြောက်ရွံ့မှုတွေအီမီယာရဲ့လူသားနိုင်ငံတော်ကမြောက်ပိုင်းကိုအုပ်ချုပ်ခဲ့တယ်။ KTS ရဲ့တာရဲလူမျိုးနိုင်ငံဟာတိုက်ကြီးရဲ့အဓိကနေရာကနေသိမ်းပိုက်ထားတယ်။ယူရီဆာရဲ့နတ်သမီးနယ်မြေကတောင်ပိုင်းတစ်တော်တွေကိုဖျက်ပြီးဖြန့်ကျက်ထားတယ်။အနောက်ဘက်မှာကာနက်ရှ်ရဲ့လူပုနိုင်ငံတော်ကတောင်တန်းတွေနဲ့တဲကန်နာရတွေကိုပိုင်းခြားအုပ်ချုပ်ခဲ့တယ်။ကဘာကြီးကွဲသွားတဲ့ပြိပခအတွက်ရင့်ကျက်တဲ့ကဘာဒီမှာဘာများရှိလို့လဲ။နှွေးထွေးတဲ့လက်တစ်ဖက်ကကျွန်တော်ကိုနောက်ကနေပွေ့ချီလိုက်တဲ့အခါကျွန်တော်လက်နိုးလူမတက်ပဲကျွန်တော်အရန်ဆွဲလန်းနေလို့အမေရဲ့ချင်းကပ်မှုကိုတော့မကြားလိုက်မိဘူး။ကြောက်ရွံ့မှုကြောင့်မဟုတ်ပဲကျွန်တော်ရဲ့စိတ်ကဘလောက်ပဲထက်မြက်ပါစေ။ကလေးတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတော့မဲဆိုတာကိုရုတ်တရက်တတိယမိလို့ကျွန်တော်ရင်တွေတတိတ်တိတ်ခုန်သွားတယ်။သူမကစင်ဘော်ကပုံပြင်စာအုပ်တအုပ်ကိုဆွဲထုတ်ပြီးနူးညံ့ပြီးပျော်ရွှင်တဲ့အပြုံးနဲ့ကျွန်တော်ကိုပေးလိုက်တယ်။စာအုပ်တွေနဲ့ကစားချင်ရင်ဒါကမင်းရဲ့မြန်နှုံးပဲကလေးလေးတိုးတိုးလေးရေပြီးနေ့လယ်စာစားဖို့ကျွန်တော်ကိုခေါ်သွားတယ်။သို့တော်လဲကျွန်တော်ဤစိတ်သည်ငကားများမော်ပညာများနှင့်ထိတ်တိုက်တွေ့ရန်စောင့်ဆိုင်နေသောနိုင်ငံတော်များ၏မြင်ကွင်းများတွင်ပျောက်ဆုံးနေစေဖြစ်သည်။နောက်ပိုင်းတွင်